ဒါဆိုရင်ဒီချင်တို့ကဒီဆွဲထားတဲ့ curtain window လေးကို copy ကူးချင်တယ် copy ကူးချင်တယ်ဆိုတော့ ground floor plan ကိုသွားပါဒါလေးကို select လုပ်မယ်curtain wall တစ်ခုလုံးကို select လုပ်ချင်လေဒီလို frame တွေ select လုပ်လို့မရအောင်เนาะဒီလို dotted လေးပါတဲ့ walling လေးကို select လုပ်မှာ curtain wall ကော grid line ကော mullion ကောအကုန်လုံးပါလာမှာဖြစ်ပါတယ်เนาะဒီ wall curtain wall ဆိုပြီးတော့ dot ပေါ်နေတဲ့ပုံစံလေးကို select လုပ်ပြီးတော့ modify နဲ့ copy ဆိုတာလေးကိုတစ်ချက်သွားအောင်မယ် mardi ပဲเนาะတစ်ချက်ထပ်ပို့ပြီးတော့ copy ကူးမယ်ဆိုပြီးတော့ဒီ column နေရာကိုတစ်ချက် copy ကူးပါတယ် wall lapping ထပ်နေပြီဆိုရင်ဘာလုပ်ပေးရမလဲ cat geometry okay ဒါဆိုဒီချက်ဒီအပြင်လေးကိုပါလေတစ်ချက် copy အပိုယူလိုက်မယ်ဘာကြောင့်လဲဆိုရင်ဒီ vertical wall မှာလည်းဒီ curtain wall ကိုပဲသုံးမှာမလို့အပြင်ကိုတစ်ချက် copy ယူလိုက်တယ်ယူလိုက်တဲ့ဒီပရင်းပေါက်ကိုဘာလုပ်ပေးမလဲဆိုရင် rotate လဲပါမယ်ဘာလုပ်ပေးမလဲ rotate okay rotate ဆိုတော့ဒီချက်ဒီ horizontal distance ဘက်ကို click တစ်ချက်ခောက်လိုက်တယ်ပြီးရင်တော့သူ့ကိုဒီ90 degree ဆိုတဲ့ဘက်ကို click တစ်ချက်ခောက်မယ်တော့မဟုတ်option မှာ angle ပါ90 enter လို့ရိုက်ထည့်မယ်နော်ဒါဆိုရင်ဒီမှာ vertical wall လေးထွက်လာပြီဆိုရင်ဒီပတင်းပေါက်လေးကိုဖြတ်ပါဖြတ်ပြီးတော့ဒီ cutting wall လေးကို copy move ပေါ့နော် move ဆိုပြီးတော့ဒီ center point ကိုကင်မယ်ကင်ပြီးရင်တော့ဒီနေရာရဲ့ mid point ကိုတွားချလိုက်ပါမယ် cutting wall ပေါ်ဖို့အတွက်ဆိုရင်ဘာလုပ်ပေးရမလဲ cat geometry wall တွေကနေ cutting ကိုနှုတ်ပါ wall တွေကနေ cutting ကိုနှုတ်ပါဆိုပြီးတော့နှုတ်လိုက်ပါပြီဒါဆိုရင်တော့ဒီချေတို့ 3D view ကိုတွားကြည့်ရအောင်တန်ဒီလိုလေးဖြစ်သွားပါပြီဟဲ့နော်ဒါဆိုရင်ဒီချက်ကဒီအနောက်ကျောမှာဒီချက်ကဒီ walling လေးကိုဒီတကားပေါက်ရဲ့ပေးမှာတစ်ခုတုံးထားတည်းဒါဆိုရင်ပရင်းပေါက်ကိုတွားဖြတ်လိုက်ပြီနော်တွားဖြတ်လိုက်ပြီးတော့ဒီချက်ရဲ့ဒီပရင်းပေါက်လေးကိုဘာလုပ်လိုက်မလဲဆိုရင်mirror ခောက်လိုက်မယ်နော် mm ဆိုပြီးတော့ mirror ခောက်လိုက်မယ်ဒီ exit မှာခောက်လိုက်မယ်သူကအပြင်ကိုရောက်နေရဆိုတာသိရယ်ဘာကြောင့်လဲဆိုဒီချက်ကအပြင်ကိုရောက်အောင်တမင်တက်ခောက်လိုက်တာသူက GF မှာရှိမှာမဟုတ် 1F ကိုပို့ချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီချက်တော့ 3D view ကိုသွားကြည့်ဒါလေးကအောက်ထပ်မှာရှိနေတာเนาะဒီမှာကြည့်လိုက် elevation ဆန်ဆန်လှည့်လိုက်မယ်ဆိုရင်သူကအောက်ထပ်မှာရှိနေတာအဲ့ဒီအောက်ထပ်မှာရှိနေတဲ့ object ကိုဒီချက်ကပထမထပ်ကိုရောက်သွားစေချင်တယ်ဆိုရင်ဒီ curtain wall လေးကို get to clipboard ဘာလုပ်မလဲ get to clipboard ပြီးရင်ဒီချက်တို့ဘာလုပ်ပေးရမလဲဆိုရင် base မှာ align to select level ဆိုရင် 1F level ကိုတွားရွေးပေးလိုက်ပါဒါဆိုရင်တော့ 1F level ကိုဒီမှာပရင်းပေါက်လေးရောက်သွားပြီ 1F level ကိုပရင်းရောက်သွားပြီဆိုတော့မှဒီပရင်းပေါက်လေးကိုဒီချက်တို့က move okay center point ကိုသွားကင်လိုက်မယ်နော် base point ကို center point မှာကင်ပါတယ်ပြီးရင်တော့ဒီချက်တို့ဒီ walling ရဲ့ center point ကိုရွှေ့ပါတယ်ရွှေ့ပေးပြီးရင်တော့ cat geometry wall တွေကနေ curtain ကိုနှုတ်လိုက်ပါဒါဆိုရင်တော့ 3D ကိုတော့ကြည့်ရအောင်ဒါဆိုရင်ဒီအနောက်မှာ curtain wall လေးတစ်ခုရှိပါတယ် curtain window လေးနဲ့ဒီဘက်ကို open လေးလဲလိုက်ပြီးဆိုရင်တော့ဒီနားလေးမှာလည်း curtain window လေးရောက်နေပါပြီဟဲ့နော်ဒါဆိုရင်တော့ဒီချေတို့ဒီနေရာအထိအရင်ဆုံးလိုက်ဆွဲရအောင်